မင်္ဂလာပါယခုရှင်းပြပေးမယ့်အကြောင်းအရာတော့ booking button နဲ့ပတ်သက်တဲ့ booking ခလုတ်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် booking ခလုတ်ဆိုတာတော့မိမိတို့ hotel မှာရှိရဲ့ website မှာဖြစ်စေ Facebook မှာဖြစ်စေကြီးညာထားလို့ရရှိနိုင်တဲ့ script တစ်ခုဖြစ်ပါတယ်အဲ့ဒီ script ကို HTML စာမျက်နှာကိုကူးယူလိုက်တာနဲ့တပြိုင်နက် hotel ကို booking လုပ်လို့ရရှိနိုင်သောစာမျက်နှာ page ကိုရောက်ရှိသွားမှာဖြစ်ပါတယ် hotel ကနေမှာအဲ့ဒီရဲ့ page မှာရောင်းချနိုင်တဲ့အခန်းအမျိုးအစား policy နဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြုပြင်ခြင်းနဲ့ဆိုရင်တော့ပြုပြင်ဒီကိုရွေးပေးပါထို့နောက် hotel ရဲ့ policy အရအဲ့ဒီစီမှာ critical အလိုရှိလား critical အလိုမရှိဘူးလားဤနေရာမှာလာရောက်ပြုပြင်ပေးနိုင်ပါတယ်ထို့နောက်အခန်းမျိုးစားနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုပြုပြင်မယ်ဆိုရင်လည်းဤနေရာမှာလာရောက်ပြုပြင်ပေးနိုင်ပြီးတော့နောက်ဆုံးရလဒ်ကိုပြုလုပ်ရန်ကိုပြုလုပ်လိုက်ပါတော့ operation complete ဖြစ်သွားမှာဖြစ်ပါတယ်ယခုဆက်ပြီးရှင်းပြပေးမှာတော့အယောင်းဝယ်ဆိုင်ရာ email နဲ့ပတ်သက်တဲ့အကြောင်းအရာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အယောင်းဝယ်ဆိုင်ရာ email ဆိုတဲ့နေရာမှာဧည့်သည်ကို email ပို့တယ် hotel ကို email ပို့တယ်ဆိုတဲ့အကြောင်းအရာနှစ်ချက်ပါရှိရဲ။ဧည့်သည်ကို email ပို့တယ်ဆိုတာကြတော့ဧည့်သည်က hotel ကို reservation ပြုလုပ်ရင်တော့၎င်း cancel ပြုလုပ်ရင်တော့၎င်း check in check out ပြုလုပ်ရင်တော့၎င်းစသဖြင့်အကြောင်းအရာများပြုလုပ်ပြီးဆိုတာနဲ့ hotel ကနေဧည့်သည်ထံသို့ automatic email ပို့ပေးနိုင်တော့ပြုလုပ်လို့ရနိုင်တော့ function တစ်ခုဖြစ်ပါတယ်။ယခုဆက်ပြီးရှင်းပြပေးမှာတော့ hotel ကို email ပို့တယ် hotel ကို email ပို့တယ်ဆိုတဲ့အကြောင်းအရာမှာဧည့်သည်က reservation ကို modify ပြုလုပ်ရင်ဖြစ်စေ reservation ပြုလုပ်လိုက်ရင်ဖြစ်စေ cancel ပြုလုပ်လိုက်ရင်ဖြစ်စေဧည့်သည်ပြုလုပ်လိုက်တဲ့အကြောင်းအရာများကို hotel ရဲ့ email ထဲမှာလာပြီး alert ပေါ်ပေးနိုင်တော့နေရာတစ်နေရာဖြစ်ပါတယ်